အားလုံးပဲမင်္ဂလာပါပိုင်ဆိုင်မှုခိုင်မာပြီးရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့တင်ကန်းကျွန်းမြို့နယ်တူဝနာ VIP ပေါ်ဆန်းမွေးလမ်းမပေါ်မှာရှိတဲ့ Luxury Villa လေးတစ်လုံးနဲ့မိတ်ဆက်ပေးပါစီ Villa လေးရဲ့နာမည်ကတော့ Sunset Bay Villa လို့ခေါ်ပါတယ်ဝါရင်ကျွမ်းကျင်အာခီတက်များကိုယ်တိုင်ဒီဇိုင်းရေးဆွဲထားတာဖြစ်လို့ခင်မီတစ်လွင်ပြီး fully furnished ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်မြေအကျဲ25ပေပေ90ပေါ်မှာဆောက်လုပ်ထားတဲ့ဒီ3တက် RC Villa လေးဟာဆိုရင် modern night ဖြစ်ပြီးနီးစနစ်ကြတဲ့အခန်းဖွဲ့စည်းမှုအခန်းတိုင်းမှာလည်းခင်မီပရီဘောဂတွေအစုံလင်းထည့်သွင်းပေးထားပြီးတော့ကျယ်ဝန်းသောကားပါကင် solar backup power system တက်ဆင်ပေးထားတာမို့လို့လျှက်စစ်မီးအတွက်လည်းပူစရာမလိုပါဘူးInternational School နေတူဝနာပန်းချံတူဝနာအားကစားကွင်းအနီးမှာတည်ရှိတာမို့လို့အချက်ချကြပြီးစိတ်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်ကောင်းမဲ့ဖြစ်ပါတယ်။မြို့ပြနဲ့အနီးဆုံးမှာတည်ရှိတာမို့လို့တသားမိမိတို့ចောင်းဖို့ចောင်းကျိုးအတွက်လည်းအထူးအသင့်လျော်ပြီးတော့သွားလာရလွယ်ကူတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီလိုခင်မီပြီးအဆင့်မြင့်တဲ့ဒီဇိုင်းနဲ့တည်ဆောက်ထားတဲ့ Sunset Bay Villa လေးရဆိုရင်ဗန်လုံးနဲ့လည်းဝယ်ယူလို့ရတာမို့လို့ငွေတစ်လုံးတစ်ခဲပေးသွင်းစရာမလိုဘဲနဲ့လူကြီးမင်းတို့အနေနဲ့ investment လုပ်ရန်အတွက်အထူးအသင့်လျော်တဲ့ Villa လေးပဲဖြစ်ပါတယ်။ရေရှည်ခိုင်မာမှုရှိတဲ့မြေပိုင်ဆိုင်မှုဂရန်အမီပေါပေါ်ဆန်းမွေးလမ်းမကြီးပေါ်မှာတိစောက်ထားတဲ့ဒီ Sunset Bay Villa လေးကိုတော့လူကြီးမင်းတို့အနေနဲ့လက်လွတ်မခံဖို့အမြန်ဆုံးဆက်သွယ်လိုက်ပါနော်။